ဟုတ်ပြဒီဗီဒီယိုမှာကျတော့ကျွန်တော်တို့မျက်စိနားနှာခေါင်းလျာကိုဖြစ်ဖို့အတွက်ကန်တစ်ခုတည်းလိုအပ်တာလားဒါမှမဟုတ်ကန်မျိုးမျိုးလိုအပ်တာလားဆိုတာကိုဆွေးနွေးတော့များမိလင်နာမင်းကြီးရှင်နာတင်တာမထေကိုမေးထားတာအရှင်ဖျားတဲ့မျက်စိနားနှာခေါင်းလျာကိုဆိုတဲ့အာယနာတရား၅ပါးဖြစ်ဖို့အတွက်ကန်တစ်ခုတည်းလိုအပ်တာလားဒါမှမဟုတ်မတူညီတဲ့ကန်အမျိုးမျိုးလိုအပ်တာလားဆိုပြီးတော့မေးတဲ့အချိန်မှာရှင်နာတင်တာမထေကလည်းမင်းကြီးတဲ့ဒီအာယနာတရား၅ပါးဖြစ်ဖို့အတွက်ကန်တစ်ခုတည်းကြောင့်ဖြစ်တယ်ဆိုတာမရှိဘူးတဲ့မတူညီတဲ့ကန်အမျိုးမျိုးကြောင့်ဒီမျက်စိနားနှာခေါင်းလျာကိုဆိုတာဖြစ်ရတယ်ဆိုတော့ရှင်နာတင်တာမထေကပြောတယ်အဲချိန်မှာမင်းလင်နာမင်းကြီးကလည်းအရှင်ရတဲ့ဥမာနဲ့ပြောပြပါအောင်ဆိုတော့ပြောလိုက်တယ်ရှင်နာတင်တာမထေကလည်းမင်းကြီးတဲ့လေတစ်ကွက်ထဲမှာမတူညီတဲ့မျိုးစင်၅မျိုးဆိုက်လိုက်မယ်ဆိုရင်မတူညီတဲ့အတီးအမျိုးမျိုးတွေထွက်ကြမှာမဟုတ်လားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာမင်းလင်နာမင်းကြီးကလည်းအရှင်များဟုတ်တယ်တဲ့မတူညီတဲ့မျိုးစင်တွေဆိုက်မယ်ဆိုရင်မတူညီတဲ့အတီးအမျိုးမျိုးတီးမယ်ဆိုပြီးတော့ဝင်ခံတဲ့အချိန်မှာရှင်နာတင်တာမထေကလည်းမင်းကြီးတဲ့အဲ့ဒီအတိုင်းပဲဒီမျက်စိနားနှာခေါင်းတရားကိုဆိုတဲ့အာယနာတရား၅ပါးဖြစ်ဖို့အတွက်မတူညီတဲ့ကံအတီးတီးတွေရှိဖို့လိုတယ်ဆိုပြီးတော့မတူညီတဲ့ကံအတီးတီးတွေကြောင့်ဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဗျာအဲ့တော့ကျွန်တော်ပြောပြချင်တာကကျွန်တော်တို့အများစုကထင်တဲ့ကြတာလူဖြစ်ဖို့အတွက်ဆိုရင်လူဖြစ်ဖို့ကံတစ်ခုထင်းနေဆိုရင်လူဖြစ်တယ်အဲ့ဒါတော့မျက်စိနားနှာခေါင်းလျာကိုစိတ်ပါလျာကိုဆိုတဲ့ဟာတွေပါတခါတည်းပါတယ်ဆိုတော့ကျွန်တော်တို့ထင်တဲ့ကြဗျာဒါပေမဲ့ကျွန်တော်တခုပြောပြချင်တာကတချို့တွေကလူဖြစ်ဖို့ကံပါလာတယ်ဗျာလူလည်းဖြစ်တယ်ဒါပေမဲ့မျက်စိကမပါလာဘူးခင်ဗျားလည်းမြင်ဖူးကြမှာဗျာပြန်တချို့တွေကလူဖြစ်ဖို့ကံပါလာတယ်လူလည်းဖြစ်တယ်ဗျာဒါပေမဲ့ခြေလက်အင်္ဂါတွေမပါလာဘူးအဲ့ဒါဆိုရင်သူတို့တွေကိုကြည့်ချင်အောင်ပြသူတို့စီမှာမျက်စိဖြစ်ဖို့အတွက်ကံမရှိခဲ့ဘူးဆိုတာကိုလည်းကျွန်တော်မြင်ရနိုင်တယ်ပြန်ခြေလက်အင်္ဂါတွေဖြစ်ဖို့အတွက်သူတို့စီမှာကံမျိုးစေ့တွေမရှိခဲ့ဘူးဆိုတာလည်းကျွန်တော်မြင်ရတယ်ဗျာဒါတော့ဒီဗီဒီယိုကိုကြည့်ချင်အောင်ပြီးတော့ကျွန်တော်သိသွားတာခါကျတော့ဒီမျက်စိဖြစ်ဖို့အတွက်ကံတစ်မျိုးလိုတယ်နားဖြစ်ဖို့အတွက်ကံတစ်မျိုးနှာခေါင်းဖြစ်ဖို့အတွက်ကံတစ်မျိုးလျှာဖြစ်ဖို့အတွက်ကံတစ်မျိုးဒီကိုယ်ဖြစ်ဖို့အတွက်ကံတစ်မျိုးကံတွေအတီးတီးလိုအပ်တယ်ဆိုပြီးတော့ကျွန်တော်သိလိုက်ရတယ်ဟုတ်ပြီဒီလောက်ဆိုရင်နားလည်မယ်လို့ထင်တယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်